လေရင်မှုနှစ်ယောက်ကပြန်တန်းနေစဉ်အတွင်းဂိမ်းကစားကျင်လာခဲ့ကြပါတယ်။သူတို့ကအိုတိုပိုင်လော့ကိုဖွင့်ထားလိုက်ကြပေမဲ့အလင်းလိုနေတာကြောင့်အမျိုးသမီးလေရင်မှုကထိန်းချုပ်တံကိုမတော်တဆထိမိသွားပါတယ်။လေရင်ကအိုတိုပိုင်လော့ပြုတ်ထွက်သွားပြီးဖျို့ဖျဲဖြစ်သွားကရှေ့မှာမုန်တိုင်းတစ်ခုပေါ်လာခဲ့ပါတယ်။အမျိုးသမီးလေရင်မှုကထိန်းချုပ်တာဝါကိုကြောက်လက်တကြားဆက်သွယ်လိုက်ပါတယ်။သူမရဲ့ခင်ပွန်းကိုလေရင်ပြန်တန်းရမယ့်လမ်းကြောင်းလမ်းညွှန်ပေးဖို့တောင်းဆိုပေမဲ့သူ့ခင်ပွန်းကနှစ်ချက်ကိုတမင်ဖြုတ်ပြီးမကြားချင်အောင်စောင်းနေလိုက်ပါတယ်။သူ့ရဲ့လုပ်ရက်ကမှန်ကန်ပါတယ်။ဘာလို့လဲဆိုတော့သူကပြန်လည်မွေးဖွားလာသူတယောက်ဖြစ်နေလို့ပါပဲ။အတိတ်ဘဝတုန်းကဇနီးဖြစ်သူကသူ့ကွယ်ရာမှာသူ့တငယ်ချင်းရင်းနဲ့လေရင်ပေါ်မှာဂိမ်းကစားခဲ့ကြပါတယ်။ဒါကခီးတဲ့တွေကိုအန္တရာယ်ဖြစ်စေခဲ့ပါတယ်။ဇနီးဖြစ်သူရဲ့အကူအညီတောင်းခံမှုကိုရင်ဆိုင်ရတဲ့အခါအမျိုးသားကတာဝါရဲ့ထိန်းချုပ်မှုကိုချက်ချင်းလွှဲယူလိုက်ပါတယ်ပြီးတော့လုတ်သက်30ရှိတဲ့အတွေ့အကြုံနဲ့လေရင်ကိုဘေးကင်းကင်းဆင်းသက်နိုင်အောင်သူအောင်မြင်စွာလှုပ်ဆောင်ပေးခဲ့ပါတယ်။သူ့ဇနီးကကျေးဇူးတင်လိမ့်မယ်လို့သူထင်ခဲ့ပါတယ်။ဒါပေမဲ့လေရင်ပေါ်ကဆင်းပြီးနောက်သူမကသူ့ကိုပါရိုက်ပြီးလေရင်ထိန်းချုပ်မှုလွတ်သွားအောင်တမင်တကာမရွေးနဲ့ညွှန်ကြားချက်တွေပေးတယ်ဆိုပြီးဆွဆွဲလိုက်ပါတယ်။အမှန်တရားကိုတေချာမသိတဲ့ခီးတဲ့တွေကအမျိုးသားကိုဝိုင်းဝန်းပညာပေးခဲ့ကြပါတယ်။အဆုံးမှာတော့အမျိုးသားဟာဥပဒေချိုးဖောက်မှုနဲ့ထောင်ချခံလိုက်ရပါတယ်။ဒါပေမဲ့သူ့ဇနီးကမရက်တန့်ခဲ့ပါဘူး။သူမနဲ့အဲ့ဒီလေရင်မှုကဆေးရုံကိုလာပြီးသူတို့ရဲ့ချစ်ခင်မှုတွေကိုပြသကာသူ့ကိုတမင်တကာဆိတ်ဆွဲကြပါတယ်။အမျိုးသားဟာအလွန်မင်းဝမ်းနဲ့ကြေကွဲမှုကြောင့်နောင်နာတွေနဲ့ဆုံးပါသွားခဲ့ပါတယ်။ဒါပေမဲ့ဖခင်သခင်ကသူ့ကိုတနာပြီးလေရင်မထွက်ခွာမီ3နာရီအလိုမှာပြန်လည်မွေးဖွားခွင့်ပေးလိုက်ပါတယ်။ဒီတစ်ခါတော့သူသဘောထားပျော့ပြောင်းတော့မှမဟုတ်ပါဘူး။သူနှစ်ချက်ကိုတက်ပြီးဇနီးဖြစ်သူရဲ့အကူအညီတောင်းခံတန်ကိုစောင့်နေလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့သူ့ဇနီးကပြီးခဲ့တဲ့အချိန်လိုပဲလေရင်မှုနဲ့ဂိမ်းထက်ကစားနေပါတယ်။ဒါပေမဲ့အိုတိုပိုင်လောက်ဖွင့်ပြီးမကြခင်မှာပဲမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။လေရင်ကထိန်းချုပ်မှုထက်လွတ်သွားပြီးမုန်တိုင်းစီကိုဥတီသွားပါတယ်။လေရင်မှုနှစ်ယောက်ကသူတို့ရဲ့ဂိမ်းမားတွေအတွက်တယောက်ကိုတယောက်စတင်ပြစ်တင်ကြပါတယ်။အမျိုးသမီးလေရင်မှုမှာသူ့ခင်ပွန်းကိုအကူအညီတောင်းဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူး။ဒါပေမဲ့အမျိုးသားကနှစ်ချက်ကိုချွတ်လိုက်ပြီးတေမင်းတမန်ရဲ့တေးသွားကိုနားထောင်နေလိုက်ပါတယ်။မကြခင်မှာပဲတာဝါခန်းထဲကအချက်ပေးတန်မြည်လာပါတယ်။လေကြောင်းလိုင်းကုမ္ပဏီရဲ့ CEO ကအတန်ကြားလို့ရောက်လာခဲ့ပြီးလေရင်စင်းတက်ရမှာကူညီဖို့သက်ဆိုင်ရာဝန်ထမ်းတွေကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကညှင်းဆန်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒါကတရားမဝင်ပြန်တမ်းမှုဖြစ်နေလို့ပါပဲ။သူကလေရင်ရဲ့ပြန်တမ်းမှုမှတ်တမ်းတွေကိုဆွဲထုတ်ပြလိုက်ပါတယ်။မုန်တိုင်းမရောက်ခင်ကတည်းကလေရင်ကဟန်ချက်ပြတ်နေခဲ့တာပါ။ဒါပေမဲ့ခီးသည်တွေကိုကယ်တင်ဖို့အတွက် CEO ကအမိန့်ထပ်ထုတ်ပြန်လိုက်ပါတယ်။အမျိုးသားကလူတွေကိုမကယ်ချင်တာကြောင့်ကုတ်ကဲမှုအခွင့်အာဏာကိုသူ့လုပ်ဖော်ကိုင်ဖက်စီလွှဲပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒီလုပ်ဖော်ကိုင်ဖက်ရဲ့ဂရုတစိုက်ကုတ်ကဲမှုအောက်မှာလေရင်ပေါ်ကခီးသည်တွေအားလုံးဘေးကင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အမျိုးသားကဇနီးဖြစ်သူကိုစင်ကျင်မှုမဲ့စွာဂိမ်းကစားခွင့်ပေးတော့မှာမဟုတ်ပါဘူး